အောင်ရှုပ်တာကွာ ရှင်ကျမကတော့လောက်ဆရာမလို့နော်ကဲညီမလေးနားလိုက်တော့မနေမနေစကားပြောလိုက်အောင်နော်အဲ့လိုလာပြီကဲတော်တော့ကဲညီတို့နှစ်ယောက်ရဲ့ပြဿနာမပြီးတော့ဘူးเนาะညီညမလည်းစိတ်ဆိုးပြီးထွက်သွားလို့ငါအခုလေးတင်ခေါ်လာကဲဘာတွေဖြစ်ကြလဲပြောပါအောင်တကယ်ချင်းနေပြောအေးတကယ်ချင်းရဲ့စဉ်းစားကြည့်ငါလည်းလှုပ်လှုပ်ရတယ်လူတယောက်ရဲ့အလောက်ကနေပြန်လာတယ်နော်ငါမှအိမ်ကိစ္စတွေလုပ်ရတယ်ဝတ်တွေဖို့ရတယ်တန်ရှင်းလုပ်ရတယ်ထမင်းရှက်ပြုတ်ရတယ်အလောက်ပင်မလာကြချင်းတူတူရဲ့သူကျတော့အလောက်ကနေပြီးနားပြီဆိုရင်ကိစ္စလိုက်အောင်မယ်လက်ဖက်ဆိုင်သွားလိုက်အောင်မယ်နင်ငါနေရာခန်းစားကြည့်ရဲ့တငယ်ချင်းအဲ့ဒါတော့ငါဘယ်သူဘက်မှလိုက်ပြီးပြောတာမဟုတ်ဘူးသိလားငါတငယ်ချင်းဘက်ကလိုက်ပြီးပြောတာလည်းမဟုတ်နည်းနည်းပါနေရတော့ဝိုင်းကူလောက်ရမယ်ဘာလို့လဲဆိုတော့ तू လည်းအလုပ်လုပ်တယ်အိမ်လုပ်လည်းလုပ်တယ်စီးပွားလည်းရှာတယ်မိမတယောက်ကြတော့ဘယ်လုပ်နိုင်မလဲနောက်တော့ခါကျသူ့အနေကခွင့်လွတ်ပေးရမယ်ဒါပုံမှန်လေးပြောပထမချက်ကမိန်းကလေးဖြစ်နေလို့ဒုတိယချက်ကငါတို့မှာရှိရဟော်မုန်းချင်းချက်အပြောင်းလဲကပုံမှန်အတိုင်းမဟုတ်ဘူးငါတို့မှာ message လာတဲ့အခါကြလို့ရှိလို့ရှင်ဟော်မုန်းချင်းချက်ကပြောင်းတဲ့အခါကြလို့စိတ်ကလုံလုံနေတိုးနေတယ်သူကအိမ်လုပ်တွေလုပ်ရတယ်နောက်ပို့ဆိုးတာအလေးပင်နေရေတံမှုတွေပါလာပို့တဲ့ခါကျမမနိုင်ဘူးလေအဲ့ခါကျနေကအ ਨੇ ချင်းဝိုင်းကူတဲ့ခါကျတော့ဘာပဲပြောလေတပိုင်းတနိုင်ဟုတ်လားဒီနှစ်ယောက်တည်းရှိရလေနှစ်ယောက်တည်းရှိရတဲ့အတွက်တိုင်းမင်းနဲ့ဒိုးတူပေါင်းပဲလုပ်မယ်ဆိုလို့ရှိရင်ဒီပြဿနာဖြစ်เสียအကြောင်းဘာကြောင့်မှမရှိဘူးเนาะနေလဲဝိုင်းလုပ်ပေးเนาะတငယ်ချင်းလဲစိတ်ကလေးကိုနည်းနည်းလေး short ထားအားပြတာเนาะအဲ့ဆိုနေတို့နှစ်ယောက်ရန်လဲမဖြစ်တော့ဘူးပြီးတာပဲဟာနောက်ဆိုလို့ရှိရင်ငါဝမ်းလုပ်ပေးလိုက်မယ်နော်အခုတော့ငါသွားအောင်မယ်အေးပါဟုတ်ပြီကဲပြော အော်တငယ်ချင်းရဲ့နေမဲစဉ်းစားကြည့်ငါတို့မိန်းမတွေဆိုတာလေနေကုန်အလုပ်တွေလုပ်ရတယ်ပေမန်းနဲ့ပြန်ရောက်လို့ရှိရင်မောင်တထမ်းမေတရွက်ဆိုတာရှိတယ်ဟဲ့သူကူညီရရှိရင်ငါပို့မတက်တာဘူးလားအဲ့လိုမျိုးတနေကုန်ပေပင်ပန်းပန်းလုပ်ရတယ်အိမ်ပြန်ရောက်လို့ရှိရင်ပေမန်းတာဖြစ်တဲ့အတွက်ညဘက်ရောက်လို့ရှိရင်ငါဟဲ့အိတ်တော်သွားပြီပေါ့သိတယ်မလားဒန်တန်မလုပ်လိုက်ရတော့ तू ကလည်းအဲ့မှာလည်းပေါက်တာတစ်ချက်နေရလဲအလုပ်ပင်မန်းနဲ့ပင်မန်းတော့ဒန်တန်နဲ့မတန်ရအောင်အဓိကအချက်ကလည်းဟိုအိမ်တော်ရေးဒုက္ခဆိုတာလည်းလိုတယ်နော်တငယ်ချင်းဒါပုံမှန်လင်းပြောပြတာဒန်တန်ဖို့ကလည်းအရေးကြီးတယ်သူမငါမကူညီပဲနဲ့ငါဘယ်လိုလုပ်အကိစ္စကိုစိတ်ပါမလဲလို့ကဲငါနေ့ကိုပစ္စည်းတစ်မျိုးပြပေးမယ်ခဏစောင့်ငါလက်ရှိသုံးနေတဲ့ပစ္စည်းပေါ့နော်ငါတို့တော့လည်းအဲ့လိုမျိုးပဲဟိုစိတ်ကပင်ပန်းတာတစ်မျိုးအလုံးလုံးရတာပင်ပန်းတာတစ်မျိုးအိမ်ရောက်တစ်မျိုးပြီးညဘက်ကျရင်ဒန်တန်လှုပ်ချင်သေးအဲ့ခါကျတော့ငါလည်း line ပေါ်မှာတွေ့ရပါတော့ဒီ plus ကထုတ်တဲ့ဟာလေးဆိုလို့ရှိရင်ဒီဥစ္စာလေးဆိုလို့ရှိရင်အရန်ကောင်းတယ်ဒီလားအဓိကကတော့အိမ်တော်ရေးဒုက္ခလည်းပြည့်စုံတယ်လို့ငါတို့အဓိကတော့ကိုယ့်အတွက်ကိုသုံးတာပေါ့နော်ငါတို့ main လေးအတွက်အရန်ကောင်းတယ်ဒါကကြတော့ plus ကထုတ်တဲ့ show collagen လေးနေအဲ့ page ကို like လုပ်ထားလိုက်သိလား like လုပ်ထားလို့ရှိရင်သူ့ရဲ့ကောင်းကျိုးတွေအပုံပါတယ်အဓိကကတော့ကွာငါတို့ main ကလေးဆိုလို့ရှိရင် message လာတဲ့ခါကျလို့ရှိရင်ကြိုက်တာခဲတိုင်းမဖြစ်ဘူးနောက်ခါကျတော့စီးမထိန်နိုင်ရတိုင်းမဖြစ်ဘူးစီးကျင်နိုင်ပါလည်းမဖြစ်ဘူးသူကကြောင့်အဓိကတော့ဟိုပြောမယ်ဆိုငါတို့အိမ်အောင်ရှင်တွေအတွက်တိတန့်ပေါ့နော်လိပ်ပြလေးကိုလည်းကျင်းစီရဲ့အတွက်အိမ်အောင်ရေးဒုက္ခနဲ့ပြည့်စုံတယ်တန်တန်းနဲ့လောက်တဲ့ခါကျလို့ရှိရင်လည်းလေမထွက်ဘူးအေးပါတော့မရဲ့ဒီလုံးကြည့်လိုက်အေးအဲ့ဒါလေးကိုနင် page မှာ like လုပ်ထားလိုက်နော်သိလားဆိုဒလီနဲ့လည်းအိမ်ရောက်ပို့တယ်ပို့ပေးတာဗောဒလီနဲ့လည်းအိမ်ရောက်ပို့တယ်အဲ့ဆိုငါတုံးကြည့်လိုက်မယ်တကယ်ချင်းကျေးဇူးပဲတကယ်ချင်း okay